နွေရာသီပိတ်ရက်ဆိုတော့နဂမီစုတယောက်သူဖတ်နေကြမန်ကချက်ပရာအသက်ထွက်လာလို့သွားဝယ်နေပြီးတစ်ဖက်မှာလည်းလီမောကတယောက်ယောက်ကိုထိုင်ဆောင်နေပါ အိမ်ပြန်ရောက်တော့ခါကျူတယောက်ကဏ္ဍမငြိမ်ဖြစ်နေရကြောင်းစိတ်ငြိမ်ငြိမ်ထားဖို့ပြောင်းပြပေမဲ့တခုခုကိုမြင်လိုက်တော့သူလည်းတွေးလန့်သွားပါအကြောင်းကတော့ယာနာမီတယောက်သူ့အိမ်ကိုရောက်လာလို့ဖြစ်ပြီးသူ့အဖေရဲ့လာစာကစိုးမန်နေပဲရောက်လာလို့တငယ်ချင်းတွေကိုလိုက်ဝေပေးနေရဖြစ်ပါခါကျူကတော့အင်တာလေတုံးလေးအတန်နေပါသွင်းပြီးမွေးတက်ခဲ့တဲ့သူ့ရဲ့မျိုးစားဝါဒနာမိသားစုအကြောင်းအဆုံးပလုံးမင်းနေလို့နဂမီစုကအဲ့ဒါတွေရှောင်မလို့ပို့ပြောင်းပြနေတော့မှပဲသူတို့နှစ်ယောက်စီကိုစားတစ်စောင်းဝင်လာပါကျောင်းနေပြန်ဖွင့်ပြီဆိုတော့နဂမီစုတယောက်ထုံးစံအတိုင်းရေရှာတော့နေတော့ဘေးမှာရေလာဝင်းအားကုန်သွားတဲ့ရှီကီယာကိုတွေ့လိုက်ပါနဂမီစုကရေဝက်တိုင်းလိုက်တော့မှအသက်ပြန်ဝင်လာတဲ့ရှီကီယာလည်းကိုတိုတို့နှစ်ယောက်တွဲနေပြီဆိုတာတကယ်လားဆိုပြီးကြောချမ်းစရာမျက်နှာပေးနဲ့ထွက်သွားပါကလပ်ကိုရောက်တော့ကျောင်းကောင်စီကနေကလပ်အားလုံးနွေရာသီပိတ်ရက်မှာလောက်ခတ်သမျှကိုတင်ပြရမယ်ဆိုတဲ့စာတစ်စောင်ရောက်လာပြီးအဲ့ဒါကြောင့်အားလုံးရဲ့ဝတ္ထုတွေကိုပြန်သုံးပြီးစာအုပ်တော့ထုတ်မှဖြစ်တယ်လို့ကိုတိုကတူးစားတဲ့နမူနာတစ်ခုကိုပါပြင်ဆင်ထားပါစကားမဆက်ညနေကျရင်စာကြည့်တိုင်းမှာတရားရောက်သွားကူပေးလို့ရမလားလို့မေးပြီးနှစ်တိုင်းထင်းနေရဲ့အတွက်စာပေကလပ်ကကူပေးရတာဖြစ်တယ်လို့အဲ့လိုလုပ်ပေးတဲ့အတွက်စာအုပ်တွေဆိုရင်လည်းအရင်သုံးဆွဲခွင့်ပေးလို့ရှိပါညကျရင်ယာနာမီတို့ရဲ့မိသားစုတွေ့ဆုံပွဲမှာဟိုစာအတွဲပါလာမှာမို့လို့နဂမီစုကအဆင်ပြေပါမလားလို့ဆိုရင်နေပေမဲ့ယာနာမီကတော့သူတင်ငယ်ချင်းနဲ့ပြောရင်သူလည်းပြောပါရဲ့ဆိုပြီးအမှန်ကန်နေရင်ကြနေပါနဂမီစုကိုလည်းစရမ်းငယ်တိုင်းဖတ်တဲ့ထူးခြားတဲ့စာအုပ်ကြီးတော့ကိုဖတ်ခိုင်းနေပြီးသူကပထမနှစ်ဝက်ကလို့မဟုတ်တော့ပဲနားလေကျင်နာတတ်တဲ့နှလုံးသားရှိနေပါပြီဆိုတော့နဂမီစုစိတ်ညစ်နေပါစာကြည့်ရက်ကိုသွားနေတော့မစီကီကသူ့ကောင်မလေးဝယ်ပေးထားတဲ့လက်ကောက်ကိုဗမာလိုကြီးလာကြောသွားပြီးသူ့နားမှာလည်းအကုန်အငိမ့်ခံထားရတဲ့သူတွေပဲမို့လို့နားလေပြလိုက်ပါကိုမိုင်နဲ့နဂမီစုကစာကြည့်တဲ့ကိုရှင်းနေရင်ကိုမိုင်ကသူ့အသေးရေးနေတဲ့ဝတ္ထုနာမည်ကြီးနေကြောင်းကြွားနေတော့လီမွန်စီယာစာတစ်စောင်ဝင်လာပါစာပေကလပ်မှာတော့လီမောကအဝယ်လဲနေတယ်လို့သူ့စီကိုစာတစ်စောင်ဝင်လာတော့နဂမီစုတော့နောက်မှတွေ့မယ်ဆိုပြီးတော့တုံနဲ့ပြေးသွားပါခါကျူကနောက်တစ်ချိန်ယာနာမီကိုအိမ်ဖိတ်ပြီးစင်မေးဖို့လုပ်နေတဲ့အပြင်အဲ့ဒီအချိန်မှာပဲယာနာမီစီကလက်ဖက်ရည်စားဖို့လမ်းခေါ်ရဲစာဝင်လာလို့ဒဲလုတ်တဲ့ထင်နေတဲ့ခါကျူကိုအဲ့လိုတယ်မဟုတ်ပါဘူးလို့နဂမီစုကရှင်းပြခဲ့ပါဆိုပေမဲ့အခုအချိန်ဒီသူဖတ်ဘူးတဲ့ဘဲမန်ကောင်ပဲကြည့်ကြည့်ဒါကဒိတ်လောက်တာတေးကြတယ်ဆိုပြီးဂျိုတာအောင်မြန်တဲ့ဘေးနဲ့ထွက်လာပေမဲ့အဲရောက်ချင်းကဘာကြီးပျက်စီးသွားရင်ကောင်းမယ်ဆိုတဲ့စကားကြောင့်ဒါကဒိတ်လောက်တာပုံမှန်နားလဲသွားပါမိသားစုတွေ့ဆုံပွဲမှာဟိုစာအတွဲကလူတွေစောင့်မြက်ကလောက်အောင်ကြည်နူးနေလို့ယာနာမီကမကျင်မနှက်ဖြစ်နေတာဖြစ်ပါသူမှထားတဲ့အေးရောက်လာမှယာနာမီတယောက်ဒိတ်လောက်နေတဲ့ပုံစံနဲ့ဟိုစာအတွဲအမြင်ကအောင် Instagram မှာ share တင်ပြလိုက်အောင်မယ်ဆိုပြီးဓာတ်ပုံတွေရိုက်နေတော့လီမွန်နဲ့မစ္စကီကိုတွေ့လိုက်ပါသူတို့ကတင်ငယ်ချင်းတွေပဲမို့လို့အပြန်အတူထွက်လာတာဖြစ်လောက်တယ်လို့ပြောပြပေမဲ့ယာနာမီကတော့ဖောက်ပြန်နေရလို့သတ်မှတ်လိုက်ပြီးအတင်မှာတော့ဘယ်သူမှမရှိတော့ပဲထူးဆန်းတဲ့ကောင်မလေးတယောက်ကသူတို့စီကိုရောက်လာပါသူကတော့မစ္စကီရဲ့ကောင်မလေးချီရတာဖြစ်ပြီးဟိုနှစ်ယောက်ကိုတွေ့လိုက်ရင်စကားလေးပြောလို့ရမလားဆိုတော့ယာနာမီကလည်းနဂမီစီရဲ့အခန်းကိုခေါ်လာခဲ့ပါချီရတာကမစ္စကီဖောက်ပြန်နေရလားသိချင်လို့အနောက်ကလိုက်ချောင်းနေပေမဲ့သူတို့နှစ်ယောက်ကတင်ငယ်ချင်းတွေဆိုတာနဲ့လီမွန်ကအစကတည်းကမစ္စကီကိုကြိုက်နေမှန်းလည်းသိထားပါတကယ်လဲမစ္စကီရဲ့ခံစားချက်တွေကလီမွန်စီမှာဆိုရင်သူကနောက်ဆုတ်ပေးမှမလို့သူ့ကိုကူညီပေးလို့ရမလားဆိုတော့ယာနာမီကလည်းလက်ခံလိုက်ပါဘာလို့လက်ခံလိုက်တာလဲမေးတော့ယာနာမီကလိုအပ်ရင်လီမွန်ကိုကောက်ွယ်ပေးနိုင်အောင်ဘာလို့ရှင်းပြပါသူတို့သုံးယောက်စလုံးမစ္စကီတို့နှစ်ယောက်ကိုစောင့်ကြည့်နေရင်ချီယာရာကစာအုပ်ဆိုင်ထဲကိုပြေးသွားလို့နဂမီစုကအနောက်ကလိုက်လာပါအစားကသူနဲ့အိမ်မက်အတူတူရှိနေတဲ့သူအနားမှာရှိနေရဆိုတာသိလိုက်ရတော့အံ့ဩသွားခဲ့တယ်လို့ပြပြပြီးခုကတော့သူ့ကြောင့်အနောက်ရှက်ဖြစ်နေပြီလားဆိုတော့နဂမီဆိုကလည်းအကောင်ကခေါ်ရင်ညင်တက်တဲ့ကောင်မျိုးမဟုတ်လို့ပါလို့ပြန်ပြပါအဲ့ဒီအချိန်မှာပဲမစ္စကီကစားအုပ်ဆိုင်ထဲကိုဝင်လာလို့အဝေးလက်ကန်းထဲမှာသွားပုံလိုက်ပေမဲ့ကန်ဆိုးချင်တော့သူတို့နှစ်ယောက်စလုံးကိုရှာတွေ့ပါဘာလို့မင်းတို့နှစ်ယောက်ကအတူရှိနေရလဲမေးတော့နဂမီဆိုကမင်းကအရင်ရှင်းပြရမှာမဟုတ်ဘူးလားဒီမွန်နဲ့ဘာလို့နေရလဲလို့ပြန်မိလိုက်ပြီးမစ္စကီကအဲ့လိုမဟုတ်ပဲသူပထမဆုံးရေးသားထားဘူးတာမို့လို့လီမွန်စီမှာအခြေရဲကြံကြံတောင်းနေရပါလို့ရှင်းပြပါနဂမီဆိုကသူလည်းအခြေရဲကြံကြံတောင်းနေရပါဆိုတော့ဟိုငတုံးကစာပေကရကကောင်မလေးတယောက်ကိုကြိုက်နေရထင်သွားတာကြောင့်အိုက်တိုင်းလေးပဲလွတ်ထားလိုက်ပါအဲ့ဒါကြောင့်ကျောင်းပိတ်ရင်အားလုံးအတူတူထွက်လဲဝတ်ချင်လိုက်ပြီးဓာကြီးတစ်ခုလုံးကလုံးဆက်ဆိုတာကိုမသိတာလီမွန်နဲ့မစ္စကီဖြစ်ပါယာနာမီကတော့သူတေချာလေးရွှိုင်းလာတာကိုမြေရောက်ပြတိုက်ကိုခေါ်လာလို့တောင်းညံ့နေပြီးသူများတွေကတက်ကြွနေပေမဲ့သူကတော့တလန်းလုံးပွားစီလုံးနေပါမစ္စကီတို့အတွဲကိုတော့မနှောက်ယှက်ဖို့နဲ့သူကဒီတိုင်းလေးပဲအဆင်ပြေပါရဲ့ဆိုတော့လီမွန်တယောက်တော်တော်လေးရင်းချက်လာပြီဆိုတာနဂမီစုနားလဲလာပါပြရဲတစ်ခုလုံးအောင်ရှောက်လဲပြီးပြကန်းတစ်ခုကိုရောက်တော့မစ္စကီကနဂမီစုတို့အတွဲအဆင်ပြေအောင်လီမွန်ကိုသူတို့နဲ့အတူတူလိုက်ခဲ့ဖို့ခေါ်ပေမဲ့လီမွန်ကတော့သူတို့နှစ်ယောက်ကိုပဲအတူကြည့်ခိုင်းလိုက်ပါနင်းရဲ့ကောင်မလေးကိုဦးစားပေးရမှာမဟုတ်ဘူးလားသူကြိုက်ခဲ့တဲ့ကောင်ကခက်တီတီနေပါလို့လီမွန်ကရောင်ပြီးတော့ပြောမိသွားပါသူပြောလွန်သားမှန်းသိလိုက်တော့လီမွန်ကထွက်ပြေးသွားပြီးမစ္စကီကိုလည်းချီယာရာကတားထားလို့နဂမီစုကသူနဲ့မဆိုင်ဘူးဝယ်မပါတင်ဘူးဆိုတာသိပေမဲ့လီမွန်ဖြစ်နေရကြောင်းအနောက်ကလိုက်သွားပါ
အားပေးဖို့သာရောက်လာတဲ့ဆိုပေမဲ့ဘာပြောရမှန်းမသိပဲကြောင်တော်နေပြောနေလို့လီမွန်ကအခုအချိန်မှာပုံမြင်လေးပါလေးပြောရင်အားပေးရမှာမဟုတ်ဘူးလားဆိုပြီးပုံမြင်တစ်ပုဒ်ပြပြပါပြရတာကိုကြိုက်တဲ့ကောင်မလေးကစားအုပ်ဖတ်ရတာကိုသဘောကျတဲ့ကောင်လေးနဲ့ချူချမ်းဝင်ခဲ့ပြီးတကယ်တော့အဲ့ဒီကောင်လေးကမင်းသားတစ်ပါးဖြစ်နေရဆိုတာမျိုးပေါ်လို့ပြပြပါအဲ့ဒီနောက်ပိုင်းမှာသူတို့နှစ်ယောက်ကဘာဖြစ်သွားလဲလို့နဂမီဇူကမေးတော့ပုံမြင်နေတဲ့ထုံးစံအတိုင်းတစ်သက်လုံးပျော်ပျော်ရွှင်ရွှင်နေသွားကြသည်ဆိုတာနဲ့ပဲအဆုံးသတ်သွားခဲ့လို့လီမွန်ကပြပြခဲ့ပါချီယာရာကနဂမီဇူကိုညာရဲ့အချိန်မတော်ချင်းလိုက်ပြီးသူကြောင့်အခုလိုတည်းဖြစ်သွားတာမလားသူကပဲဖြစ်ပေးတင်ပါတယ်ဆိုတော့နဂမီဇူကလည်းအဲ့လိုမဟုတ်ကြောင်းပြပြပါအဲ့ဒီလိုသာနှစ်ယောက်ကကွဲသွားမယ်ဆိုရင်လီမွန်ကပို့ပြီးတော့စိတ်ထိခိုက်သွားမှဖြစ်တယ်လို့အဲ့ဒီကိစ္စကိုသူနဲ့လွှဲထားဖို့ပြပြပါအဲ့ဒီအချိန်မှာပဲကိုတိုးစီယာဖုံးဝင်လာပြီးလီမွန်အကြောင်းတွေကိုလည်းကြားထားပြီးဖြစ်တယ်လို့သူ့အဖွားအိမ်ကိုရောက်နေရဆိုလို့မနှက်ပြန်သွားခေါ်မှမလို့အသင့်ပင်ထားလို့လမ်းပြောတာဖြစ်ပါလမ်းမှာတော့ခဏလောက်နာရင်အစားအသောက်နဲ့ပတ်သက်ရင်အိုင်းစတိုင်းလောက်ညာကောင်းသွားတဲ့ယာနာမီကတကြားရဲ့သမိုင်းကြောင်အဆက်ဆက်ကိုဘိုးတော်ဘုရားလက်ထက်ကနေဟိုးကြောက်ခဲ့လူသားတွေအထိအကျယ်တဝန်းရှင်များနေပါတစ်ဖက်မှာလည်းဟိုနှစ်ယောက်ကဇီးသီးကိုဘယ်ဘက်မှာထားရမယ်ညာဘက်မှာထားရမယ်ဆိုပြီးအနားရောက်လာတဲ့နဂမီဇိုလည်းလူနာမလဲနိုင်တဲ့ထူးဆန်းတဲ့စကားလုံးပေါင်း6000နဲ့ရှင်ပြနေပါဒီလောက်နဲ့ပဲရက်ပြီးခီးဆက်လာကြရဲဆိုပေမဲ့ဒီလမ်းတွေကိုထမင်းစားရည်သားအလွတ်ရနေတဲ့ကိုတိုကလမ်းပြောက်သွားလို့ကားရက်ပြီးလမ်းလှမ်းမင်းနေပါအနားမှာစမ်းကြောင်းတစ်ခုကိုတွေ့လို့ယာနာမီကဓာတ်ပုံရိုက်ဖို့ post တွေအမှန်ကန်ပေးနေပေမဲ့နဂမီစီတို့ကတော့ကနန်းဖန်နေပါဓာတ်ပုံမို့ပဲဗီဒီယိုပြောင်းရိုက်နေရင်းနဲ့အနောက်ကနေလီမွန်ရောက်လာတော့ချေချော်ပြီးနှစ်ယောက်စလုံးကရေထဲကိုပြုတ်ကျသွားပါလီမွန်အဖွားအိမ်မှာရေချိုးရင်းတောင်းကျမ်းနေတော့အောက်မှာတော့ဒီလောက်အထိတက်ကြွနေတဲ့သူကိုဘလို့အားပေးရမှမသိဖြစ်နေပြီးလီမွန်ကလည်းသူ့ကိုဂီယူဆိုင်ပေးလို့ကျေးဇူးတင်လိုက်ပါဒီမို့အဖွားပြန်လာတော့အားလုံးနဲ့မိတ်ဆက်ပေးပြီးကျုံလုံးလေးဆူရှီလှုပ်ကျွေးမယ်ဆိုတာကိုညင်းကျင်နေတဲ့နဂမီဆိုယာနာမီကပဲပါဇက်ပိတ်ထားလိုက်ပါစားလို့တောက်လို့လည်းပြီးသွားပြီးယာနာမီတယောက်အဝေးစားတဲ့လဲထားတာကိုနဂမီဆိုတွေ့တော့မှအစကတည်းကအားလုံးကဒီမှာတဲဖို့စီစဉ်ထားမှန်းသိလိုက်ပါသဘောကောင်းတဲ့အဖွားကပါအဆင်ပြေချောင်းပြပြပြီးအားလုံးကလည်းလက်မတွေထောင်ပြနေတော့နဂမီဆိုကလည်းမတက်တာပဲလက်ခံလိုက်ရပါနိုင်ရောက်တော့ရေထားတောက်တဲ့နဂမီဇူနဲ့မက်ဆေ့ကြောင်နေလို့အိတ်မပြောတဲ့ယာနာမီကဟိုတစ်ခေါက်ကကိစ္စတွေကိုပြန်ပြောကြရင်နဂမီဇူကသူ့ကိုသူများမကောင်းကြောင်းနဲ့မပြောစေချင်လို့ထပ်မပြောဖို့တားလိုက်ပါဆိုပေမဲ့သူကလီမောရဲ့တန်ငယ်ချင်းဖြစ်နေတဲ့အပြင်ချီယာရာကလည်းနောက်ဆုတ်ပေးမယ်လို့ပြောထားလို့တွဲလိုက်ပါလားလို့ပြချင်ပေမဲ့လီမွန်ကအဲ့အမျိုးကိုလက်ကမှမဟုတ်ဘူးဆိုတာကိုနားလေကြောင်းယာနာမီကပြပါနဂမီဇူကလမ်းလျှောက်ထွက်လိုက်အောင်မှဆိုတော့ယာနာမီကလည်းလီမွန်အပြေးလေးကျင့်နေတဲ့နေရာကိုပြပြီးသူ့လိုမျိုးလူလိမ္မာလေးပြအောင်လုပ်ပေးဖို့မှာလိုက်ပါအစားကသူတို့နှစ်ယောက်ကြားဝင်ရှုပ်ဖို့စိတ်ကူးမရှိရဲ့ပဲဒီတိုင်းပဲကိုညင်ကျင်ခဲ့တာပါဆိုတော့နဂမီဆိုကလည်းအရင်ကလိုပြန်ပြဖို့ခက်ခဲသွားပြီလို့ပြပါသူကိုယ်တိုင်လည်းလက်တွေ့ကိုလက်ခံနိုင်ပြီးတင်ခဲ့ပေမဲ့သူ့ကိုယ်သာကြရင်ကောင်းမှာပဲလို့အမြဲတမ်းတွေးနေတတ်ပြီးမစ္စကီနဲ့တွေ့ရတဲ့အချိန်တိုင်းအလိုလိုပြောလာတယ်လို့လီမောကပြပါသူ့အဘော်ကိုအဲ့ဒီလောက်ထိယုံကြည်ခဲ့တယ်ဆိုပေမဲ့သူကတော့နှစ်ယောက်သားကွဲသွားရင်ကောင်းမှာပဲဆိုတဲ့အထိစိုးရတဲ့အတွေ့တွေခဲ့မိလို့ဝိုင်းနေနေတဲ့လီမောဒီတိုင်းလေးပဲလွတ်ထားလိုက်ပါမနက်ဖြန်တော့အားလုံးကအိမ်ပြန်ဖို့အထော်ပိုးတွေပြင်နေကြပြီးလီမွန်ကလည်းသူတို့နှစ်ယောက်စလုံးတေချာလေးစကားသွားပြောလိုက်ပါမယ်လို့ကတိပေးလိုက်ပါအဲ့ဒီလိုနဲ့ပဲယထာဘူရာမှာသူ့ကိုစောင့်နေတဲ့ချီယာရာကသူတို့စကားနဲ့လောက်ပြောချင်ကြောင်းနောက်ဆိုလိုက်တယ်လို့လီမွန်နဲ့ချီယာရာကစကားတွေအများကြီးပြောခဲ့ကြပါနောက်နေ့တော့လီမွန်ကမစ္စကီနဲ့တွေ့ဖို့ချိန်ထားလို့မင်္ဂလာဝယ်နေတဲ့နဂမီဆိုလာခေါ်သွားပြီးသူတို့ငယ်ကစားခဲ့တဲ့ပန်းချန်လေးမှာအရင်ကအကြောင်းတွေကိုပြန်ပြောနေပါရှစ်တန်းအရွယ်တုန်းကသူသွားတက်တဲ့ကြောင်မသွားခဲ့တာအမျိုးရည်ထဲမှာလူတော်တွေပဲရှိနေပြီးသူကပဲစာမလိုက်နိုင်ဘူးဆိုတဲ့စိတ်တစ်ခုတည်းကြောင့်မဟုတ်ပဲမစ္စကီနဲ့တကြောင်နဲ့အတူတူတက်ရှင်လိုပါလို့လီမွန်ကရိုးသားသားပြပါမစ္စကီကလည်းလီမွန်ကိုသဘောကျခဲ့တာကိုအယိုးသားဆုံးဝန်ခံပြီးအဲတုန်းကကိုယ့်ရဲ့ခံစားချက်တွေကိုနားမလည်ခဲ့ပေမဲ့ချီယာနဲ့တွဲပြီးတဲ့အချိန်မှာစပြီးတော့နားလည်လာတာလို့ပြပါဒီမွန်ကတော့အဲ့လောက်နဲ့တင်လုံလောက်ပါတယ်ချီယာနဲ့ဘလို့ချစ်သူတွေဖြစ်ခဲ့ကြရလဲမေးတော့သူနဲ့အိမ်မက်အတူတူရှိတဲ့သူဖြစ်ကြောင်းတေချာလေးရှင်းပြပေးပြီးဒီမွန်ကလည်းချီယာကိုလည်းမလွတ်လိုက်ဖို့နဲ့လက်တွေကိုလက်ခံနိုင်သွားပြီဖြစ်ပါတယ်အပြင်မှာတော့နဂမီဇူကဗမ်းမိသွားရင်စင်ကြယ်ပေးဖို့စဉ်းစားနေပြီးဟိုတစ်ခေါက်ကကိစ္စလင်းချင်းဆိုတာချီယာစီကအကုန်ကြားထားပြီးမလို့အဲ့လောက်ကြီးတီလို့ပေးဖို့မလို့ကြောင်းမစ္စကီကပြပါတယ်ဒီမောအိမ်ညာဖို့အတွက်ကိုတော့နဂမီဇူကတခြားကိစ္စကိုအကြောင်းပြပြီးမစ္စကီကိုပဲလိုက်ဖို့ခိုင်းလိုက်ပါတယ်ဒီမောကမစ္စကီကိုသူ့ရဲ့ခံစားချက်တွေကိုပြပြီးပထမအဆုံးနဲ့နောက်ဆုံးအနေနဲ့တခုတည်းသောတောင်းဆိုမှုကိုတောင်းဆိုခဲ့ပါတယ်နောက်နေ့တော့ချီယာကမစ္စကီတို့နှစ်ယောက်နဲ့တေချာလေးစကားပြောပြီးဖြစ်ကြောင်းရှင်းပြနေတော့လီမွန်တို့ရောက်လာပြီးသူတို့နှစ်ယောက်ကဘယ်ကလေးကအဲ့လောက်ထိရင်းနှီးသွားလဲလို့စဉ်းစားနေပါတယ်တစ်ဖက်ကယာနာမီကတော့ပြဿနာအကြီးတက်နေပြီးအကြောင်းကတော့သူတင်လိုက်တဲ့ပုံတွေကြောင့်အင်ကရီသားရနေခေါ်လာခဲ့လို့မှားလိုက်တယ်လို့ကောင်းလည်းမရှိပါဘူးလို့ဝန်ခံလိုက်ရင်လည်းဘယ်အဖြစ်ခံရပြန်မလားဆိုပြီးဝိုင်းစားကြမှာဖြစ်ပါတယ်အဲ့ဒါကြောင့်အစားထိုးတရုပ်ဆောင်ဖို့နင်းကိုတောင်းဆိုစရာတစ်ခုရှိရဲဆိုလို့နဂမီဇူကအများကြီးမျှော်လင့်နေပေမဲ့စာတော်တဲ့မစ္စကီကိုသွားပြီးတော့အကူကြီးတောင်းပေးလို့ရမလားဆိုတော့မျှော်လင့်ချက်တွေအကုန်မြောင်းနေပြကြသွားပါနောက်နေ့တော့နဂမီဇူတယောက်ရေတောင်းမလို့ပြင်နေတော့ကိုမရီကကလပ်ကိုအတင်းဆွဲခေါ်သွားပါ
အကြောင်းကတော့ချီယာလာရောက်နေလို့ဖြစ်ပြီးအပြန်ထွက်လို့မရအောင်တကားကိုအတင်းပိတ်နေပေမဲ့ချီယာလာကကိုမာကြီးကိုအထဲကိုဆွဲခေါ်သွားပါတယ်။တကယ်တော့ချီယာလာကလာမယ့်ပွဲတော်မှာစာပေကရကတင်ရမယ့်လျှောက်လာပေးတာဖြစ်ပါတယ်။စီနီယာတွေကတော့ဝင်ခွင့်ဆောင်မွေးရှိနေတယ်လို့အများကြီးမကူညီနိုင်ပဲပွဲတော်ပြီးရင်လည်းကလပ်ကထွက်ရတော့မှမို့လို့ကိုမာကြီးကိုကလပ်ကောင်းဆောင်နကမီစီကိုဒုတိယကောင်းဆောင်အဖြစ်ထားခဲ့ခြင်းကြောင့်ပြပါတယ်။အိမ်မာရောခါကျူကနကမီစီတို့ရဲ့ဇလန်တိုးတက်မှုရှိအောင်သူ့ဖုန်းကိုယူပြီးယာနာမီနဲ့နေလက်စာအတူတူစားလို့ရအောင်ကြိုးစားပေးလိုက်ပါတယ်။ဒါပေမဲ့ယာနာမီကတော့သူတို့အတန်းပွဲတော်မှာအခန်းပိတ်ဟော်လဝင်းလောက်ရမှာမို့လို့ဝတ်စုံနဲ့သွားတိုင်းတဲ့အချိန်ပိုစာတွဲရထုံးစံအတိုင်းသူ့ရှိမှကြီးနူးနေလို့ရင်ဖွင့်နေတာဖြစ်ပါတယ်။ပြောနေတဲ့စကားနဲ့တော့မဆိုင်ဘူးဆိုပေမဲ့ပွဲတော်မှာစာပေကလပ်အတွက်အကြံလေးပါလေးများရှိလားဆိုတော့ယာနာမီကလည်းအခင်းချင်းလောက်တဲ့နေရာမှာအစားအသောက်တွေကိုပြသတဲ့နေဆိုပြီးလေးလာဖို့အတွက်ခွန်မာရီကိုပါခေါ်သွားပါတယ်။ inspire ယူလို့ရမယ့် idea ကောင်းကောင်းလေးထွက်အောင်လို့ခေအောင်ခေတ်သစ် vinyl မျိုးလုံးရတဲ့နေရာကိုခေါ်လာပြီးကိုမာရီကနင်တို့အတွက်ကြောင့်ငါလိုက်ဆုံးနေတယ်လို့ဖြစ်မနေဘူးလားဆိုတော့နကမီစွာလည်းသူတို့ကအတွဲမဟုတ်ကြောင်းဥပမာကောင်းကောင်းနဲ့ရှင်းပြနေပါတယ်။မုတ်ဆိုင်တစ်ခုကိုရောက်လာတော့ပတ်စံပါမလာတဲ့ကိုမာရီကိုနကမီစုကပဲဝယ်ကျွေးလိုက်ပြီးယာနာမီကတော့သူ့ကိုအဲ့လိုမျိုးဝယ်မကျွေးလို့တောင်းညံနေပါတယ်။မနေ့ကအစည်းအဝေးမှာသူ့ကိုမခေါ်လို့စိတ်ဆိုးနေတဲ့ယာနာမီကိုသူကလွှဲပြီးမလုံနိုင်တဲ့အလိုမျိုးပြောရရင်အတိုင်းမကန်လောက်ခိုင်းမလို့ဆိုပြီးကျင်ထဲလိုက်ပါတယ်။အစားအသောက်နဲ့စာပေကိုတွဲခင်းရမှာဆိုတော့ယာနာမီကစားတောင်းရင်စာရင်းနေတဲ့ခန်းစားချက်မျိုးလိုချင်တယ်လို့ပြောပြပြီးအဲ့တော့မှအစားအသောက်တွေပါလုပ်ဖို့ကြံနေမှရိပ်မိသွားပေမဲ့ဖြစ်အောင်လုပ်ရမှာနင်းတာဝန်ဆိုပြီးလွှဲချလိုက်ပါတယ်။မုတ်ပုတ်ထားတဲ့အစားအသောက်တွေပဲအဆင်ပြေမဲ့ဆိုတဲ့စီကံရှိလို့မိဖို့ကြောင့်လည်းကိုရောက်လာတော့ယာနာမီကဂျုံနဲ့ရေကိုရောကြော်တာပဲလုပ်တတ်ပေမဲ့ကူမာရီကတော့သူ့မောင်လေးတွေကိုလှုပ်ကျွေးနေကြမို့လို့အဆင်ပြေမဲ့ဟာတကူကိုလှုပ်လိုက်ပါတယ်။ဒီမောင်ကလည်းအပြေးကလပ်ကြောင့်အများကြီးမကူညီနိုင်ပဲအကြံပေးတဲ့ဆရာပဲလိုရတာပါလို့ယာနာမီကပြောပြတော့မှအခုထိအကြံပေးမဲ့ဆရာမရှိသေးမှန်းသိလိုက်ပါတယ်။အဲ့ဒါကြောင့်အာမနာဆူဆန်းဆက်ကိုသွားပြီးတော့အကူညီတောင်းပေမဲ့သူကလည်း baseball အသင်းရဲ့အကြံပေးဖြစ်နေပြီမို့လို့အဆင်ပြေမဲ့အကြံတကူကိုပဲပေးလိုက်ပါတယ်။နကမီစုတယောက်ကတော့အခင်းချင်းလောက်ရမယ့်နေရာမှာပြရမယ့်တည်ရကြောင်းအခုထိတေချာစဉ်းစားလို့မရသေးလို့ခါကျူကပဲသူကူညီပေးပါမယ်လို့ပြပါတယ်။အခင်းအကျင်းပုံစံကစားလို့ရတဲ့စာပေများစာအုပ်တွေကိုတည်ရကြိုင်းနဲ့တွဲပြီးခင်းချင်းပြသပေးထားမှာဖြစ်တယ်လို့ရောင်းလာရောဝေလာရောနှစ်ခုလုံးလုံးမှာဖြစ်ပြီးလိုအပ်နေတဲ့အကြံပေးစရာလည်းရရှိသွားပြီဖြစ်ပါတယ်။လိုအပ်နေရတဲ့အားလုံးဖြစ်ပြီးသွားပြီမို့လို့နောက်နေ့တော့တာဝန်ခံဖြစ်တဲ့ကိုမာရီစီမှာလက်မှတ်လာတောင်းပြီးစိုးရိမ်နေတဲ့ကိုမာရီကိုအဲ့လောက်ကြီးတီဖိအားတွေမယူဖို့ဖြောင်းပြနေပါတယ်။အခန်းထဲကနေလူတွေအများကြီးထွက်လာတော့လူကြောက်တဲ့ကိုမာရီကိုနကမီစုကလူတွေရှင်းသွားတဲ့အထိခဏလောက်ဆောင်ပေးနေပါတယ်။အချက်အလက်တွေစုံပြီးမလို့ကျောင်းအောင်စီကိုသွားပြီးတော့တရားလို့ခေါ်တဲ့ကောင်မလေးကသူ့ရင်ဘက်ကနာမည်ကပြောက်လာကြည့်လို့နကမီစုကိုပြဿနာရှာနေပါတယ်။အဲ့ဒီအချိန်မှာပဲကျောင်းအောင်စီရဲ့ဥက္ကဋ္ဌရောက်လာပြီးဥက္ကဋ္ဌဆိုတဲ့အတိုင်းနကမီစုကိုဩဇာတိလွှဲရောက်နေပါတယ်။